ဗျာဒိတ်ကျမ်းခန်းကြီး7တဖန်လှန်တန်နှင့်တူသောကျူပင်တစ်လုံးကိုငါအားပေး၍ငါကိုပြောဆိုသည်ကထားလော့ဘုရားသခင်ဗိမာန်တော်နှင့်ရစ်ပလင်ကိုတိုင်းလော့ဗိမာန်တော်၌ကိုးကွယ်သောသူတို့ကိုလည်းရည်တွက်လော့ဗိမာန်တော်တိုင်းကိုမတိုင်းနှင့်ပယ်ထားလော့တပါးအမျိုးသားတို့၌အပ်ပေးပြီးသူတို့သည်တန်ရှင်တော်မျိုးတော်ကိုလ42လပတ်လုံးနင်းကြလိမ့်မည်ငါ၏တတိခံနှစ်ပါးကိုငါအခွင့်ပေးမည်သူတို့သည်ရှော်ဒီအဝတ်ကိုဝတ်လျက်အရက်1260ပတ်လုံးပရောဖက်ပြုကြလိမ့်မည်ထိုသူတို့သည်ကမြေကြီးအရှင်၏ရှေ့တော်၌စိုက်ထားသောတန်လွင်ပင်နှစ်ပင်နှင့်မိကွက်နှလုံးဖြစ်သည်တစုံတစ်ယောက်သောသူသည်သူတို့ကိုညှင်းဆဲခြင်းကအလိုရှိလျင်သူတို့၏ကတွင်ထဲကမိထွက်၍ရန်သူတို့ကိုမျိုးတက်၏တစုံတစ်ယောက်သောသူသည်ထိုသူတို့ကိုညှင်းဆဲခြင်းကအလိုရှိလျင်ထိုတို့အသေးသက်ခြင်းကိုခံရမည်ထိုသူတို့သည်ပရောဖက်ပြုသောနေ့ရက်ကာလ၌မိုးမရွာစေခြင်းကမိုးကောင်းကင်ကိုပိတ်ရသောအခွင့်ညည်ရည်တွင်းရည်ကိုအသွေးဖြင့်ဆေရသောအခွင့်မိမိတို့အလိုရှိသည်မြတ်သောအခါ၌ဘေးအမျိုးမျိုးဖြင့်မြေကြီးကိုဒဏ်ခတ်ရသောအခွင့်ကိုရကြ၏သူတို့သည်တသက်ခံပြီးသောအခါအနက်ဆုံးသောတွင်ထဲကတက်သောသားရဲသည်သူတို့ကိုစစ်တပ်၍အောင်လိမ့်မည်အသက်ကိုတတ်ပြီးမှသူတို့သခင်သည်လဝါကတိုင်မှအသေးခံတော်မူသောအရက်တီးဟုသောတောတုံဟု၍၎င်းအေဂုတ်တုဟု၍၎င်းအတွင်းအနှက်အားဖြင့်ခေါ်ဝေါ်သောမြို့ကြီး၏လမ်း၌အလောင်းကောင်တို့သည်နေရကြလိမ့်မည်အသီးသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်တို့သည်3ရက်ခွဲပတ်လုံးအလောင်းကောင်တို့ကိုမြင်ရ၍တကြိုခြင်းကိုမြစ်တားကြလိမ့်မည်မြေကြီးပေါ်မှနေသောသူတို့သည်ထိုအလောင်းကောင်တို့ကိုမြင်သောအခါဝမ်းမြောက်၍ပျော်မွေ့ခြင်းကိုပြုကြလိမ့်မည်တယောက်ကိုတယောက်လက်ဆောင်ပေးလိုက်ကြလိမ့်မည်အကြောင်းမူကားအထက်ကထိုအရာနှစ်ပါးတို့သည်မြေကြီးပေါ်မှနေသောသူတို့ကိုပြင်းစွာနှောက်ယှက်ညှင်းဆဲကြသည်ဟုငါအားပြောဆိုလေ၏ထို့နောက်3ရက်ခွဲလွန်ပြီးလျှင်ဘုရားသခင်အထံတော်ကအသက်ဝိညာဉ်သည်သူတို့၌ဝင်သည်ဖြင့်သူတို့သည်မတ်တက်ထ၍မြင်သမျှသောသူတို့သည်အလွန်ကြောက်ရွံ့ကြ၏ကောင်းကင်ကထွက်သောအတန်ကြီးကဤအရက်သို့တက်ကြလောဟုမိမိတို့အားပြောဆိုသည်ကိုသူတို့သည်ကြားလျင်မိုးတိမ်ဖြင့်ကောင်းကင်သို့တက်၍ရန်သူတို့သည်မြင်ကြ၏ထိုချိန်၌ကြီးစွာသောမြေလှုပ်ခြင်းဖြစ်၍မြို့ရိုးဆယ်စုတစုပြိုလေ၏ထိုမြေလှုပ်ခြင်း၌လူ9000သေကြ၏ကျွင်းသောသူတို့သည်ကြောက်ရွံ့၍ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ကိုချီးမွမ်းကြ၏ဒုတိယအမင်္ဂလာလွန်ပြီးတတိယအမင်္ဂလာသည်အလျင်အမြန်လာလိမ့်မည်တတမကောင်းကင်တမန်သည်တဘိုးမှုတ်သောအခါကောင်းကင်ဘုံ၌ကြီးသောအတန်တို့ကလောကီနိုင်ငံသည်ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီသူသည်လည်းကမ္ဘာအဆက်ဆက်ဆိုးဆန်တော်မူမည်ဟုပြောဆိုကြ၏ဘုရားသခင်ရှေ့တော်၌မိမိတို့ပလင်ပေါ်မှထိုင်သောအသက်ကြီးသူ24ပါးတို့သည်ပြည့်ဝ၍ဘုရားသခင်ကိုကိုးကွယ်လျက်အနန္တတကုနှင့်ပြည့်စုံ၍ပြစ္ဆုတ်ပံအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောထာဝရရှင်ဘုရားသခင်ကိုတော်၏မဟာတကုတော်ကိုယူဆောင်၍စိုးစံတော်မူသောကျေးဇူးတော်ကိုကျွန်ုပ်တို့သည်ချီးမွမ်းပါ၏လူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီတေလွန်သောသူတို့ကိုတရားစီရင်ဆုံးဖြတ်တော်မူ၍ကိုတော်၏ကျွန်တီးဟုသောပရောဖက်တို့အား၎င်းတန်ရှင်းသူတို့အား၎င်းကိုတော်ကိုကြောက်ရွံ့သောသူအကြီးအငယ်တို့အား၎င်းဆုကျေးဇူးကိုပေးသနာတော်မူ၍မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူသောအချိန်ရောက်ပါပြီဟုရှောက်ဆိုကြ၏တဖန်ကောင်းကင်ဘုံ၌ဘုရားသခင်၏ဗိမာန်တော်ကိုဖွင့်ထား၍ဗိမာန်တော်ထဲ၌ပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏လျှက်စစ်ပြက်ခြင်းအတန်မြေခြင်းမိုးချုံခြင်းမြေလှုပ်ခြင်းအလုံးကြီးစွာသောမိုးတီးကြခြင်းဖြစ်ကြ၏ဖတ်တော်သောကျမ်းပိုက်အပြင်နားထောင်ကြသောညီကိုမောင်နှမအယောက်စီတိုင်းပေါ်မှာဘုရားသခင်အသစ်တဖန်ကောင်းချီးပေးပါစေအာမင်